သူတို့ကကဘာပေါ်မှာနောက်ဆုံးကျန်တဲ့လူတရိတ်ဆန်ဆက်မျိုးဆက်ဆက်ဇနီးမောင်နှံပေါ့ဒါပေမဲ့ကလေးတွေကဖျားနာလာတော့လူစီတယောက်ကကလေးစေးကန်းနဲ့တရိတ်ဆန်စေးုံကြားမှာရွေးချယ်ရခတ်သွားတယ်သူ့ရဲ့ဝန်းပုတ်တွေလူသားဖြစ်တဲ့အဖော်ကလည်းမတော်တဆမှုနဲ့ဆုံးသွားတယ်အဲ့ဒီနောက်ပိုင်းမှာလူစီကကလေး2ယောက်ကိုတယောက်တည်းပြုစုပြိုးထောင်ခဲ့ရတယ်ကလေးတွေကြီးလာတာနဲ့အမျှသူတို့ရဲ့ဝန်းပုတ်တွေတဘာဝတွေကပေါ်လာတော့တယ်တခါတလေဝန်းပုတ်တွေဖြစ်ပြောင်းလဲပြီးညဘက်ဟောင်တက်ကြတယ်အိမ်ကြီးချင်းတွေရဲ့တိုင်ကြားတန်တွေနဲ့အိမ်ပိုင်ရှင်ရဲ့တတိပေးစကားတွေကြောင့်ဝန်ပုလွေမျိုးဆက်တွေကလူအတိုင်းဝိုင်းမှာအကြာကြီးအသက်မရှင်နိုင်ဘူးဆိုတာလူစီသဘောပေါက်သွားတယ်ဒါနဲ့သူတို့မြေပြန့်ဒေတာကိုပြောင်းရွှေ့လာခဲ့ကြတယ်ကလေးတွေရဲ့တုံ့ပြန်မှုကတော့လုံးဝကွဲပြားခြားနားတယ်သူသမီးလေးရှောင်းရှူကတော့ပတ်ဝန်းကျင်အစ်စ်ပေါ်စိတ်ဝင်စားပြီးဘာမှမပူပဲပျော်ပျော်ရွှင်ရွှင်ပြေးလွှားနေတယ်ဒါပေမဲ့သူ့သားလေးရှောင်းယူကတော့ပိုးမွားတွေကိုတောင်ကြောက်ပြီးလက်နေတဲ့ဝန်ပလွေကလေးတွေကိုလူတွေရဲ့နီးလန်းနဲ့မွေးစားလို့မရတော့ဘူးဆိုတာလူစီတတိထားမိလာတယ်ဒါနဲ့သူကသူတို့ကိုတောထဲကိုခေါ်သွားပြီးသူတို့ရဲ့ဝန်ပုလွေစိတ်ဓာတ်တွေကိုလွတ်လပ်ခွင့်ပေးဖို့စတင်ခဲ့တယ်ဒါပေမဲ့သူတို့ရဲ့မတူညီတဲ့စရိုက်တွေကြောင့်ရလက်တွေကလုံးဝကွဲပြားသွားတယ်ရှောင်းရှူကဝန်ပုလွေတကောင်လိုလင်းမြန်စွာအမဲလိုက်နိုင်ပေမဲ့ရှောင်းယူကတော့လှမ်းနဲ့ငယ်ရှောက်လိုက်တာနဲ့မူပြီးပင်ပန်းသွားကတစ်ပင်အောက်မှာငြိမ်သက်စွာငူနေရတယ်မကြခင်မှာပဲသူတို့ကြောင်းတက်ရမယ့်အချိန်ရောက်လာတဲ့ကူညီဖို့အတွက်လူစီကသူတို့ကိုပြောင်းလဲမှုမဖြစ်အောင်လုပ်နိုင်တဲ့မန်နက်တစ်ခုတောင်တင်ပေးခဲ့တဲ့အကြောင်းပထမဆုံးနေ့မှာရှောင်းရှူကအုပ်စုတဲကိုလင်းမြန်စွာဝင်ဆန့်သွားပြီးတငယ်ချင်းတွေဖွဲ့နိုင်ခဲ့တဲ့ရှောင်းယူကတဘာဝလေးလာရေးကိုစိတ်ဝင်စားတာကိုလူစီတတိထားမိတော့သူ့ကိုလေကွင်းလေးလာရေးလုပ်ငန်းခွင်ကိုခေါ်သွားပြီးဝန်ပလွေထိန်းသိမ်းရေးစခန်းကိုပါခေါ်သွားခဲ့တဲ့အဲ့ဒီမှာရှောင်းယူကဝန်ပလွေတကောင်ကိုပထမဆုံးအချိန်တွေ့မြင်ခဲ့ရတယ်ဒါပေမဲ့ရှောင်းယူရဲ့ကျောင်းဘဝကတော့အခက်အခဲတွေနဲ့ပြည့်နှက်နေတဲ့သူကလူမှုရေးမှာအားနာတတ်ပြတငယ်ချင်းမရှိတာကြောင့်အမြဲတမ်းသူ့အမရဲ့အကာအကွယ်လိုအပ်နေခဲ့တယ်မကြခင်ရှောင်းရှူကစတုထတန်းကိုတက်သွားပေမဲ့ရှောင်းယူကတော့ဝန်ပလွေထိန်းသိမ်းရေးစခန်းကိုသွားပြီးဝန်ပလွေထိန်းသိမ်းသူနဲ့စကားပြောရတာကိုပိုနှစ်သက်တဲ့တနေ့မှာအထင်လွဲမှုတစ်ခုကြောင့်အငင်းပွားနေစဉ်အတွင်းရှောင်းရှူကဝန်ပလွေအဖြစ်ပြောင်းလဲသွားပြီးသူ့ចောင်းသားယောက်ျားလေးတငယ်ချင်းချောင်းကိုချစ်မိသွားတဲ့ဒီအဖြစ်အပျက်ကဆရာနဲ့မိဘနှစ်ဦးရဲ့အာရုံစိုက်မှုကိုရရှိခဲ့တဲ့အံ့ဩစရာကောင်းတာကချောင်းကအမှန်တရားကိုမပြောဘဲလမ်းပေါ်ကခွေးတကောင်ချစ်မိတာလို့လိန်ပြောခဲ့တယ်ရှောင်းရှူចောင်းပရဲ့အနှဲငယ်ယူခဲ့ရတယ်ဒါကိုတီးပြီးနောက်ချောင်းကတခါတရံလေးလာရေးပစ္စည်းတွေယူလာပေးလိရှိတယ်ရက်အနှဲငယ်ကြာပြီးတဲ့နောက်ရှောင်းရှူစိတ်သက်ခိုင်မာလာပြီးចောင်းပြန်တက်ဖို့တတိတွေစုဆောင်းခဲ့တယ်ចောင်းကိုပြန်သွားတဲ့လမ်းမှာသူ့ကိုစောင့်နေတဲ့ချောင်းနဲ့တိုးတက်ခဲ့တယ်ချောင်းကသူ့ရဲ့တန်ရာကိုပြပြီးရှောင်းရှူရဲ့လက်ကိုကိုင်းလိုက်တဲ့အခါသူတို့နှစ်ယောက်ပြန်လဲတင်းမြတ်သွားကြတယ်ဒီအချိန်မှာရှောင်းယူကသူ့အမေကိုရုတ်တရက်ပြောလိုက်တာကသူကြောက်မတက်တော့ဘူးဘာလို့လဲဆိုတော့သူ့ရဲ့အမှန်တကယ်ဆရာကဒီတောင်ပေါ်မှာရှိနေလို့တဲ့အံ့အားသင့်သွားတဲ့လူစီကသူ့နောက်ကိုလိုက်သွားပြီးမြေခွေးတစ်ကောင်ကိုမမျော်လင့်ပဲတွေးလိုက်ရတယ်အဲ့ဒီကစပြီးရှောင်းယူကမြေခွေးရဲ့ဘေးမှာကပ်နေပြီးသူ့စီကနေတင်ယူခဲ့တယ်သူတို့တောင်တွေထဲကိုထွက်သွားပြီးပန်းတွေမျက်တွေကြားမှာအမဲလိုက်ရင်နောက်ဆုံးမှာရေတခွန်ကနေရေတောက်ခဲ့ကြတယ်စန့်ကျင်ဘက်အနေနဲ့ရှောင်းရှူကတော့ကွဲပြားတဲ့ဘဝလမ်းကြောင်းကိုရှောက်လန်းခဲ့တဲ့တနေ့မှာရှောင်းယူစိတ်မသာဖြစ်ပြီးအိမ်ပြန်လာခဲ့ရတယ်ဘာလို့လဲဆိုတော့သူ့ရဲ့မြေခွေးဆရာရဲ့အချိန်ကာလကကုန်းလူနီးပါးဖြစ်နေလို့တဲ့ရှောင်းယူကတဘာဝနဲ့ပိုနီးစပ်ပြီးသူ့ဆရာရဲ့အမွေဆက်ခံခြင်းပေမဲ့သူ့အမေကတော့ပြင်းပြင်းထန်ထန်သဘောမတူခဲ့ဘူးရှောင်းရှူကတော့ခြောင်ကအခက်ခဲတွေကိုဘလို့ငြိမ်သက်စွာရင်ဆိုင်လဲဆိုတာကိုပိုပြီးလေးစားလာခဲ့ရတယ်ဒါပေမဲ့ကိုယ်တိုင်ကတော့သူ့ရဲ့အမှန်တရားကိုဖုံးကွယ်ထားရတယ်နောက်ဆုံးမှာတော့သူကတတိတွေစုဆောင်းပြီးတင်းပေါက်ကိုဖွင့်လိုက်ပြီးဖုံးကွယ်ထားတာကိုရက်လိုက်ကသူ့ရဲ့အမှန်တကယ်ဝန်ပုလွေရုပ်တွင်ကိုထုတ်ဖော်ပြသလိုက်တယ်မကြခင်မှာပဲရှောင်းယူထွက်ခွာဖို့ဆုံးဖြတ်ခဲ့တယ်လူစီကသူ့ကိုထိန်းထားခြင်းပေမဲ့သူကဝန်ပုလွေဖြစ်ပြောင်းလဲပြီးသားဖြစ်နေပြီးရှောင်းယူကတောင်ထိပ်စီကိုအပြေးသွားပြီးနောက်ဆုံးမှာရေတကုံပေါ်မှာရက်ကကျဲလောင်စွာဟောင်လိုက်တယ်အဲ့ဒီအချိန်မှာသူလုံးဝငြိမ်းချမ်းသွားခဲ့တယ်ရှောင်းယူကသူ့ရဲ့တော်ရိုင်းတဘာဝကိုပြန်လည်ရွေးချယ်ခဲ့တယ်ရှောင်းရှူကတော့အလဲတန်းကျောင်းကိုအောင်မြင်စွာတက်လှမ်းနိုင်ခဲ့ပြီးကျောင်းဆောင်မှာနေထိုင်ရတာကိုစတင်ခဲ့တယ်လူစီကတော့အဲ့ဒီမှာဆက်နေပြီးသူ့ချစ်သူရဲ့ဓာတ်ပုံကိုငေးကြည့်ရင်တောင်ပေါ်ကအတန်တွေကိုနားထောင်နေခဲ့တယ်